ကျွန်တော်နဲ့ဇနီးဖြစ်သူဟာစတုရမ်းမီတာ20တဲကျဲတဲ့ခြုံကင်းခောက်ဆွဲဆိုင်လေးကိုအတူတကွရုန်းကန်ခဲ့ကြတာပါစချင်းမှာတော့တရက်ကိုခောက်ဆွဲပွဲနည်းနည်းပဲရောင်းခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ဆိုင်ရှိမှလူတွေတန်းစီဆောင်ဆိုင်ရတဲ့အထိရောင်းအားတက်လာခဲ့ပါတယ်ဒါဟာဆိုင်နေရာကောင်းလို့မဟုတ်ပဲကျွန်တော်ရဲ့သုံးဆက်တိုင်လက်ထပ်ဆင်းလာတဲ့ဘိုးဘွားပိုင်ခောက်ဆွဲနည်းပညာကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့စီးပွားရေးလေးစက်ကောင်းလာရုံပဲရှိသေးတယ်အိမ်ရှင်ဖြစ်သူဂျိုးကမနေနိုင်မထိုင်နိုင်ဖြစ်လာခဲ့ပါတယ်ဆိုင်ထဲမှာခြေချိတ်ထိုင်ရင်ဟေ့လူငယ်မင်းတို့ဆိုင်စီးပွားရေးအရန်ကောင်းနေတာပဲအိမ်ငါးကလည်းတိုးတင်ပြီးမဟုတ်လားတဲ့ဦးလေးကျိုးကျွန်တော်တို့စာချုပ်ချုပ်ထားတာတစ်နှစ်ကို800%ပဲတိုးချေးလေခုမှ2နှစ်ပဲပြည့်သေးတာကိုစာချုပ်ဆိုတာအရင်တုန်းကဈေးနှုန်းတွေကွာခုတော့မင်းတို့ကငါးဆိုင်ကန်းကိုအာကိုပြီးပတ်စံတွေအမျက်ကြီးစားရနေတာပဲငါအများကြီးမတောင်းပါဘူးတစ်လကိုရွှန်3000တိုးမယ်တစ်နှစ်စာကိုတစ်ခါတည်းအပြတ်ပေးမပေးနိုင်ရင်အခုချက်ချင်းပစ္စည်းသိမ်းပြီးထွက်သွားတော့ရွှန်3000ဆိုတာကျွန်တော်တို့လိုခောက်ဆွဲဆိုင်အတွက်တော့မနှဲပါဘူးကုန်ကျန်းဖို့ရေပိုးမီးဖို့နှုတ်ရင်တစ်လမှအမျက်9000 6000ပဲကျန်တာပါဒီအတိုင်းဆိုရင်ကျွန်တော်တို့အမျက်ရဲ့တဝက်ကျော်ကိုသူကဒီအတိုင်းတိုက်တူးယူသွားတယ်လို့ဖြစ်နေပါပြီဒီလမ်းမှာငါးဆိုင်ကန်းကိုမျက်စိကျနေတဲ့သူတွေအများကြီးရှိတယ်မင်းတို့မငားရင်လည်းလူငားမဲ့သူတွေဒိုးလို့ဆိုင်ထဲမှာကျွန်တော်တို့ခောက်ဆွဲလာစားနေတဲ့တက္ကသိုလ်ကျောင်းသားတွေကိုကြည်ရင်ထဲမှာအေးဆက်သွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာရှင်းရှင်းလင်းလင်းသိနေတာတခုကတော့ဒီဆိုင်နေရာကောင်းလို့နာမည်ကြီးတာမဟုတ်ပဲကျွန်တော်တို့ရဲ့ခောက်ဆွဲကအရသာရှိလို့မွေးကြိုင်ပြီးဆက်ရှာဆွဲမက်ဖွယ်ရတာကြောင့်ကျောင်းသားတွေရဲ့ဘိုက်ကိုရောစိတ်ကိုပါဖန်ဆားထားနိုင်တာဖြစ်ပါတယ်ဦးလေးကျိုးဒီအိမ်ငါးကတိုးတာကိုကျွန်တော်မလက်ခံနိုင်ဘူးစာချုပ်ပြေတာနဲ့ချက်ချင်းထည့်ပေးပါမယ်သူများတွေကိုငှားရတာမနှောင့်နှေးစေရပါဘူးအေးတတိရှိလားကြည်လားငါဆိုင်ကန်းကနေထွက်သွားပြီးမင်းတို့ဘာဆက်လုပ်နိုင်မလဲဆိုတာစောင့်ကြည့်တာပေါ့အဲ့ဒီကြမှာငါစီဒူးထောက်ပြီးပြန်မလာခဲ့နဲ့အမျိုးသားရဲ့တို့တွေတကယ်ပဲဒီအတိုင်းထွက်သွားကြတော့မှလားဒီနှစ်နှလုံးလုံးစိုက်ထုတ်ခဲ့ရတဲ့သွေးနဲ့ချွေးတွေလေလို့ဇနီးဖြစ်သူစူးစူးကမေးရှာပါတယ်ရွှေဆိုတာဘယ်ရောက်တောက်တာပါပဲမိမရဲ့သူကဒီဆိုင်ကန်းကိုပိတ်ပင်ထားရင်တို့ကိုချုပ်ကင်လို့ရပြီထင်နေတာငါတို့ရဲ့တကယ်တန်မိုးရှိတာဟာငါတို့ရဲ့လက်ရဖြစ်ပြီးသူတန်မိုးထားတဲ့ဒီဆိုင်ပုတ်ကြီးမဟုတ်ဘူးဆိုတာကိုသူ့ကိုတက်တည်ပြရမယ်နောက်တစ်နေ့မှာပဲကျွန်တော်ဝေးမသွားပဲဦးလေးကျိုးရဲ့ဆိုင်နဲ့မိတာငါဆဲပင်မကွာတဲ့နေရာမှာဆိုင်ကန်းတစ်ခန်းသွားငှားလိုက်ပါတယ်အိမ်ငါးခါကဦးလေးကျိုးထက်တဝက်မကတက်တာတဲ့အပြင်တစ်နှစ်စာကိုလည်းတခါတည်းပေးစရာမလိုပါဘူးဒီလမ်းထဲမှာခြုံကင်းခောက်ဆွဲဆိုင်တွေပြည့်နေနေပြီးတိုင်ဆိုင်မှုပြင်းထန်တာကိုကျွန်တော်ကောင်းကောင်းသိပါတယ်နေရာပြောင်းယုံတဲ့တော့ထူးခြားလာမှာမဟုတ်ပါဘူးဒါကြောင့်နီလန်းတစ်ပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ခောက်ဆွဲမယောင်းတော့ပဲခရူးခောက်ဆွဲငိုးဆွဲဖန်ကိုပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ခရူးခောက်ဆွဲကအနန်းကအရန်ပုတ်တာလေကျောင်းသားတွေလက်ခံနိုင်ပါမလားငါကိုယုံပါကြိုက်တဲ့သူကတော့ယူမတက်ကြိုက်ကြတာငါတို့ကအမှန်ကန်ဆုံးလူကျိုးအရသာအတိုင်းတေချာချက်ရင်စက်ယုံလို့အောက်မှာပါအင်းပါရှင့်ကိုယုံပါတယ်စွမ်းကုန်ကူညီပေးပါမယ်လွန်ခဲ့တဲ့2နှစ်ကစူဆောင်းထားတဲ့ပတ်စံလေးနဲ့အပြင်ပြင်ရေးအဖွဲ့ကိုချက်ချင်းခေါ်ပြီးလင်းရှမ်းခရူးခောက်ဆွဲဆိုတဲ့ဆိုင်းဘုတ်ကြီးကိုဗဟိုပြုကမြိုင်ဆိုင်ပြင်ဆင်ပါတော့တယ်ဒီအခါလမ်းလျှောက်လာတဲ့ဦးလေးကျိုးကမြင်သွားပြီးလောင်ပြုံးလိုက်ပါတယ်မตาလေးတွေငါနဲ့ဒီလောက်နီးလေးမှာပါခရူးခောက်ဆွဲရောက်မလို့ဟုတ်လားတေရင်းတူးနေကြတာပဲကျွန်တော်ကိစ္စမထားပဲပြင်ဆင်စရာရှိတာကိုပဲအချိန်မီပြင်ဆင်ခဲ့ပါတယ်ညဘက်မှာတော့လူကျိုးကမိတ်ဆွေစီကနေတကယ်ခရူးအစ်စ်နဲ့ဝက်ပေါင်းယူကြက်ရိုးတွေကိုအထူးမှယူပြီး8နာရီကြာစိတ်အောင်ပြုတ်လိုက်ပါတယ်မြင့်ချင်ကလည်းရိုးရနီတိုင်း82နာရီကြာအချိန်ဖောက်ထားတာမူအနှံ့ကတကယ်အစ်စ်တိုင်းမှုပုတ်လေးဖြစ်နေပါတယ်ခောက်ဆွဲဘက်ကလည်းလူကျိုးဒေတာထွက်အချောက်ဖတ်မှုကျက်သွားရင်ကြစ်လေးနဲ့စိတ်နေတာပါပဲတို့ဖူးကျော်ညီပဲမှု6ပဲပြီးချင်းစတဲ့အမဲတိုင်းကိုတေချာရွေးချယ်ထားတာဖြစ်ပါတယ်နောက်တစ်နေ့မှာတော့ဆိုင်းပုတ်ထောင်လိုက်ပါတယ်မူရင်းလူကျိုးခရူးခောက်ဆွဲ8နာရီကြာအားဖြစ်စုပြုတ်ဓာတုပစ္စည်းလုံးဝမပါပုတ်လေးမွေးလေးအစ်စ်မှန်လေးဒါပေမဲ့လက်တွေကတော့ရိုက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်တကားဖွင့်လိုက်တာနဲ့ပြင်းထန်တဲ့အနံ့ပုတ်ကြီးထွက်သွားတာကြောင့်လမ်းလျှောက်လာတဲ့ចောင်းသားတွေဟာနှာခေါင်းစီးပြီးရှောင်ကွင်းသွားကြပါတယ်ဘာအနံ့ကြီးလဲကွာအရန်နေတာပဲခရူးခောက်ဆွဲဆိုတာအနံ့ပုတ်တယ်ကြားဘူးတယ်စားလို့မကောင်းပါဘူးကွာကိုဘက်ကခောက်ဆွဲပဲသွားစားရအောင်ဒါကြီးကကြည့်ရတာလည်းမတန့်တယ်လို့ပဲမနေ့ပိုင်းတစ်လျှောက်လုံးဆိုင်ထဲမှာတိတ်ဆိတ်နေပြီးဈေးပင်လာမမေးကြပါဘူးဇနီးဖြစ်သူကစိုးရိမ်စွာနဲ့အမျိုးသားရဲ့ဘလို့လုံးမလဲဘာလို့လူတယောက်မှမလာတာလဲစိတ်မပူပါနဲ့ပစ္စည်းကောင်းရင်လူသိတာမနေပါဘူးငါတို့ကတကယ်အကြိုက်တွေ့မဲ့သူတွေကိုပဲပြစ်မှတ်ထားတာလေဒီအချိန်မှာလမ်းတစ်ဖက်ချမ်းကဦးလေးကျိုးနဲ့သူ့အမျိုးသမီးဝမ်မေးတို့ကလူမငားရသေးတဲ့ဆိုင်ကန်းထဲကနေကျွန်တော်တို့ကိုလောင်ပြုံးနဲ့ကြည့်နေကြပါတယ်မိမကြီးကြည်စမ်းသူတို့တနေကုန်ရုပ်နဲ့လုံနေပြီးတကားဖွင့်တာနဲ့အေးဆက်သွားတာပဲအဲ့ဒါကြီးကိုဘသူကစားမှလဲငါအစားတဲကပြောပါတယ်ငါဆိုင်ကန်းကထွက်သွားရင်သူတို့ဘာမှမဟုတ်တော့ဘူးဆိုတာခုမှနောက်တရလဲနောက်ကျသွားပြီငါဆိုင်ကန်းကမကြခင်ရွန်ထောင်ကနန်းနဲ့ပြန်ငှားရတော့မှသူတို့ထက်ဆယ်ဆမကမျက်မှာမကက်တရားစိတ်မသိပဲငါတို့ကိုရှင်ကျင်သေးတယ်ဆိုင်ပေးရမယ့်ရက်ကိုပဲစောင့်ကြည့်ကြတာပေါ့ဒီစကားတွေကစူးတစ်ချောင်းလိုစိုက်ဝင်သွားတာကြောင့်စူးစူးရဲ့မျက်ဝန်းမှာမျက်ရည်တွေဝိုင်းလာခဲ့ပါတယ်ကျွန်တော်သူ့ကိုတိုက်ဖက်လိုက်ပြီးဇနီးလေးသူတို့စကားကိုဂရုမစိုက်ပါနဲ့တို့တွေကကိုယ့်လက်ရနဲ့ကိုရိုးတသားစားနေတာစိတ်ထဲမှာအေးဆေးပဲသူတို့ခုဘလောက်ရည်ရခဏနေကြရင်ပါရိုက်ခံရတယ်လို့ဖြစ်သွားစေရမယ်ဒါပေမဲ့ခင်းချင်းထားပေမဲ့ခောက်ဆွဲဆိုင်ကြီးတိတ်ဆိတ်နေတာကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာလည်းစိုးရိမ်စိတ်တော့ရှိနေခဲ့ပါတယ်မွန်းလွဲ2နာရီကျော်မှဆိုင်ထဲကိုမျက်မှန်နဲ့မိန်းကလေးတစ်ယောက်ဝင်လာပါတယ်အကိုဒီကခရူးခောက်ဆွဲကတကယ်အစ်စ်အမှန်လားဟင်ညီမလေးအစ်စ်အမှန်100%ပါပဲစားကြည့်လို့ရပါတယ်ဒါဆိုတေးသေးတပွဲအဆက်လျှော့ပေးပါဟုတ်ကဲ့အခုပဲလုပ်ပေးပါမယ်ကျွန်တော်နောက်ဖို့ထဲဝင်ပြီးခောက်ဆွဲပြုတ်အင်းဒီဟင်းရွက်စိမ်းစုပ်ပြုတ်ဆန်းအမဲရီထည့်ပြီးတွတ်တွတ်လက်လုပ်ပေးလိုက်ပါတယ်ဟာအရန်စားလို့ကောင်းတာပဲလူကျိုးမှာစားခဲ့ရတဲ့အရသာအတိုင်းပဲမြင့်ချင်ကလည်းအရသာရှိလိုက်တာစုပ်ပြုတ်ကလည်းအရန်ချိုတယ်ကျွန်တော်နဲ့စူးစူးတို့တပြင်းချနိုင်ခဲ့ပါတယ်နောက်ဆုံးတော့နားလေတဲ့သူတယောက်ပေါ်လာခဲ့ပါပြီ
မမတို့ဆိုင်ကခရူးခောက်ဆွဲကိုအရန်ကြိုက်သွားပြီးအဆောင်ကတငယ်ချင်းတွေကိုပါခေါ်ခဲ့မယ်မမတို့ဆိုင်နာမည်ကြီးမှာတေးကြတယ်သူမကဓာတ်ပုံရိုက်ပြီးဝစ်ချက်ဇလန်းနဲ့အတန်း group ထဲမှာချက်ချင်းကြော်ညာပေးလိုက်ပါတယ်ကျန်းချန်တက္ကသိုလ်နောက်လမ်းမှာရတနာခရူးခောက်ဆွဲဆိုင်တွေ့ထားတယ်တကယ်လူကြိုးအရသာအစ်ပုတ်ပုတ်လေးနဲ့မှုန်းနေတာပဲအရန်စားလို့ကောင်းတယ်ဒီလိုနဲ့တယောက်ကနေ10ယောက်ကနေရာယောက်ကြားသွားကြပြီးဆိုင်ထဲကိုလူတွေတစဝင်လာကြပါတယ်ဆဆချင်းမှာခရူးခောက်ဆွဲကြိုက်တဲ့မိန်းကလေးအနှဲငယ်ပဲလာရာကနေစားပြီးသွားတဲ့သူတိုင်းသဘောကျသွားကြပါတယ်ဟာတကယ်ကောင်းတာပဲ online ကဝယ်စားရတဲ့အထုပ်တွေထက်အစတရမှာကပိုကောင်းတယ်ဒီမြင့်ချင်က share ပဲအနံ့ကပုတ်ပေမဲ့စားလိုက်ရင်အထက်တန်းကျသွားတာပဲသတင်းပတ်ဝက်အတွင်းမှာဆိုင်ရဲ့အခြေအနေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်အများစုကចောင်းသားလူငယ်တွေဖြစ်ပြီးမိန်းကလေးပုံများပါတယ်လူတိုင်းကခောက်ဆွဲစားရင်ဓာတ်ပုံရိုက်ကလူမှုကွန်ရက်ပေါ်တင်ကြတာကြောင့်နာမည်ကချက်ချင်းပေါက်သွားခဲ့ပါတယ်ပထမဆုံးနေ့က38ရွန်ပဲရခဲ့တဲ့ဝင်ငွေဟာတစ်ပတ်အကြာမှာတော့တရက်ကိုနှစ်3ညအထက်မှာပုံမှန်ရှိလာခဲ့ပါတယ်တစ်ဖက်ကဦးလေးကျိုးရဲ့ဆိုင်ကတော့လုံးဝအိတ်ဆက်သွားခဲ့ပါတယ်ကျွန်တော်တို့ထွက်သွားရင်ဆိုင်ကန်းကိုလူငှားကြလိမ့်မယ်လို့သူထင်ခဲ့ပေမဲ့သတင်းပတ်ဝက်ကြတဲ့အထိလာမေးတဲ့သူတွေမရှိပါဘူးညဘက်ဆိုင်ပိတ်ချိန်ဆိုရင်သူတို့လင်မယားရန်ဖြစ်တန်တွေကိုတော့ကြားနေရပါတယ်မင်းကြောင့်ပါဆိုအိမ်ငါကတိုးတောင်းလို့သူတို့ထွက်သွားရတာနေငါဘာတိလို့လဲသူတို့ခရူးခောက်ဆွဲရောက်ပြီးအဆင်ပြေသွားမယ်လို့ဘသူကထင်ပါလဲခုတော့ဆိုင်ကန်းလဲမငှားရပတ်စံလဲမရတော့ဘူးမပူပါနဲ့အဲ့ဒါကြီးကအနက်ပုံနေတာဒီလောက်များတဲ့သူတွေကြိုက်နေတာမတန်ရှင်းတာတွေပါလို့နေမှာစောင့်ကြည့်ကြသေးတာပေါ့တရက်မိုးလွဲပိုင်းမှာဦးလေးကျိုးကဈေးကွက်ကြီးကြက်ရေးအရာရှိနဲ့ရောက်ကိုခေါ်ပြီးကျိန်းမောင်းကဝင်လာပါတယ်လူကြီးမင်းတို့ဒီဆိုင်ကတန်ရှင်းရေးအရမ်းညံ့တယ်ဆက်စုပ်ဖွယ်အစားအသောက်တွေတုံးနေတာအနက်တွေလည်းပုတ်နေတာပဲစားရင်ဝမ်းရှောမှာတေးချတယ်စစ်ဆေးပေးကြပါဟုတ်တယ်မြင့်ချင်တွေကပုတ်နေတာတေးချတယ်ចောင်းသားတွေဝမ်းပြက်ရင်ဘယ်လိုလုပ်မလဲစေတနာမရှိကြဘူးတကယ်လားမတန့်ဘူးလားလာစားတဲ့ចောင်းသားအချို့တွန့်ဆုတ်သွားကြပါတယ်ဦးလေးကျိုးခမားဘာတွေဆွဆွဲနေတာလဲကျွန်တော်တို့ကုန်ကျန်းတွေကလက်ဆက်ပြီးတရားဝင်ဝယ်ထားတာတန်ရှင်းရေးကလုံးဝပြဿနာမရှိဘူးဒီဘွားရေးလို့ရင်အသိစိတ်တက်ရှိရတယ်ဦးလေးကျိုးတန်ရှင်းရေးနဲ့အရေးသွေးကိုပဲအဓိကထားတာပါခမားတို့ရဲကြည့်ရလားငါတို့မကြည့်ရဲစရာဘာရှိလဲမင်းတို့နောက်ဖို့ကလူကြည့်လို့မရတာများလားကြည့်ချင်ရင်ကြည့်နိုင်ပါတယ်ဒီနေ့ကစပြီးဒီဆိုင်ရဲ့နောက်ဖို့ကိုအပြည့်အဝပွင့်လင်းမြင်သာအောင်လုပ်ပေးမယ်ဘယ်သူမဆိုစိတ်ကြိုက်ကြည့်နိုင်တယ်စစ်ဆေးမှုတွေကနောက်ဖို့ကိုစစ်ဆေးရမှာအရန်တန်ရှင်းနေပြီးဘာပြဿနာမှရှာမတွေ့ခဲ့ပါဘူးပြန်ခါနီးမှာစွပ်ပြုတ်အည်ကိုတက်ခွဲစစ်ဆေးဖို့နမူနာယူသွားခဲ့ပါတယ်ဒါနဲ့ပဲထိုနေ့မိုးလေပိုင်းမှာပဲအလှဆင်ဖွဲ့ကိုခေါ်ပြီးစပွဲနဲ့မိဖို့ချောင်ကြားမှာကြားမြင်ရတဲ့မှန်ကြီးတစ်ခုကိုအမြန်ဆုံးတက်ဆင်လိုက်ပါတယ်ကျမ်းပြင်ကနေနည်းနည်းချက်ထိလုံးဝအကွက်ကမရှိပဲတန်ရှင်းနေတဲ့မှန်ကြီးဖြစ်ပြီးနောက်ဖို့တဲကပြုလုပ်ပုံနဲ့ကုန်ကျန်းအမျိုးအစားအားလုံးကိုအပြင်ကနေရှင်းရှင်းလင်းလင်းမြင်နေရပါတယ်ကျွန်ုပ်တို့ဆိုင်ဒီကုန်ကျန်းများအားလုံးတရားဝင်လမ်းကြောင်းမှာဝယ်ယူထားပြီးဓာတုပစ္စည်းလုံးဝမပါကြောင်းအာမခံပါသည်နောက်ဖို့အားလုံးပွင့်လင်းမြင်သာမှုရှိပြီးဘယ်သူမဆိုစောင့်ကြည့်နိုင်ပါသည်မကောင်းပါကပတ်စံမယူပါမတန်ရှင်းပါကဆဲဆလျှော့ချေးပေးပါမည်ဒီလိုလုပ်လိုက်တာဟာကြမ်းကြံတက္ကသိုလ်တစ်ခုလုံးမှာနာမည်ကြီးသွားခဲ့ပါတယ်အခုလိုနောက်ဖို့ကိုတန်တန်ရှင်းရှင်းမြင်ရတော့မှပဲစားရတာစိတ်အေးရတော့တယ်ဟုတ်ပါအခုတော့လုံးဝစိတ်ချသွားပြီနောက်တစ်နေ့မှာတော့တခွဲကန်းကစစ်စစ်ချက်ထွက်လာပြီးအစားတောက်အရေးသွေးဟာစံချိန်မီတာထက်ပင်ပုံမူကောင်းမွန်ကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်ဒါကြောင့်ဆိုင်ရဲ့ရောင်းအားဟာတရက်ကိုရွှန်ရဲ့ရောင်းအားက3000ကျော်သွားပြီးစနေတနင်္ဂနွေဆိုရင်8000ကျော်ထိရောက်သွားကအသားတင်အမြက်က1000မကရရှိခဲ့ပါတယ်ကျွန်တော်နဲ့စူဝန်ဝန်တို့မနာတမ်းမအားမလက်ဖြစ်ခဲ့ရပေမဲ့ရင်ထဲမှာတော့ချုံမြိန်နေခဲ့ပါတယ်သူတို့ကိုဖျက်ဆီးချင်တာမထင်မှတ်ပဲသူတို့ကိုအခမဲ့ကြော်ညာပေးလိုက်တယ်လို့ဖြစ်သွားတယ်မင်းကြောင့်ပါဆိုင်ကားကတပြားမှမရတဲ့အပြင်တလားအိမ်ယာထိမ့်သိမ်းကတောင်ရှုံးနေရတယ်အရာရာအဆင်ပြေနေပြီလို့ထင်ထားပေမဲ့တလားခွဲအကြာမှာပြဿနာရောက်လာခဲ့ပါတယ်ယောက်ျားမြင်လာကြည့်ပါဦးတစ်ဖက်ကဆိုင်လုတ်ကိုလူတစ်ယောက်လက်ခံလိုက်ပြီးထင်တယ်မကောင်းတဲ့အာယုံတစ်ခုကရင်ထဲမှာချက်ချင်းရောက်လာခဲ့ပါတယ်ဘယ်လိုလုပ်မလဲမြစ်ချင်းကြီးကတနိုင်ငံလုံးမှာဆိုင်ခွဲတွေရှိတာထောက်ပံ့ရေးကရင်းကျက်ပြီးကုန်ကြစရိတ်ကတို့လိုဆိုင်ငယ်ထက်အများကြီးတက်တာတယ်ဒစိမ့်နာမည်လဲကြီးတယ်ကိစ္စမရှိပါဘူးတို့ရဲ့အရသာကအစ်စ်မှန်ပါသုံးတဲ့ပစ္စည်းလဲစစ်ပါတယ်ထောက်တီဟောင်းတွေကကွဲပြားတာကိုသိကြမှာပါဦးလေးကျိုးကဒီတခါတော့ပါနှက်သွားပြီးအဆက်အသွယ်ရှာကတနိုင်ငံလုံးနာမည်ကြီးဒစိမ့်နဲ့ဆိုင်ဖွင့်ဖို့ချိတ်ဆက်လိုက်တာဆိုင်ဖွင့်တဲ့နေ့ထိပါပဲဆိုင်မဖွင့်မီ3ရက်အတွင်းတပွဲဝယ်ရင်တပွဲမြစ်တာလက်ဆောင်9.9ရွမ်ပဲပေးရမှာပါနာမည်ကြီးဒစိမ့်ရှော့စီပန်ကိုအိမ်ပြန်ယူသွားပါတနိုင်ငံလုံးဆိုင်ခွဲလေးညံ့မှာမဟုတ်ပါဘူးမြည်ကြည့်တာပေါ့ဈေးသက်တာပဲစားလို့မကောင်းရင်လည်းမရှုံးပါဘူးနိုင်ဝက်ပင်မပြည့်သေးပဲတစ်ဖက်မှာတန်းစီနေကြပါပြီကျွန်တော်တို့ဆိုင်ထဲမှာတော့ပထမဆုံးအကြိမ်ထမင်းစားချိန်မှာ6ကတ်နေပြီးဖောက်တီဟောင်းနည်းနည်းပဲကျန်တော့ပါတယ်ယောက်ျားဒီနေ့မိုးလဲပိုင်းကနေခုထိအော်ဒါ20ပဲရောင်းရသေးတယ်အရင်ကဆိုအနည်းဆုံး100လောက်ရောင်းရတာအရတာကအံ့ဩစရာမရှိပါဘူးစုပြုတ်ကားတို့တွေကြိုထားတယ်လို့မဖြစ်ဘူးမြင့်ချင်လဲနည်းနည်းလိုသေးတယ်ဒါပေမဲ့9.9ရွမ်ဆိုတာကတကယ်ဆွဲဆောင်မှုရှိတယ်ဒီလိုစက်ယုံထုတ်လုပ်ထားတာမျိုးကဝိညာဉ်မပါဘူးဒါဆိုလို့တွေဈေးလျှော့မလားဇက်တိုက်ဈေးမလျှော့နိုင်ဘူးတို့တွေကတကယ်ပစ္စည်းစစ်သုံးတာသူတို့နဲ့9.9ရွမ်သွားပြန်ရင်အမျက်လျှော့တာမဟုတ်ပဲတေးလန်းရှာတာဖြစ်သွားလိမ့်မယ်နောက်ပိုင်းပိုပြီးခက်ခဲလာခဲ့ပါတယ်လက်ရနဲ့စိတ်စေတနာကိုအားကိုးပြီးမှန်လင်းကမီးဖို့ချောင်းနဲ့နည်းနည်းစီစုဆောင်းထားတဲ့နာမည်ကောင်းဟာတစ်စိတ်အကျိုးသက်ရောက်မှုနဲ့ဈေးပေါ်တဲ့တိုက်စစ်စင်မှုရောနှောလိုက်ချိန်မှာဒီလောက်တောင်နုနယ်လှမှန်အဲ့ဒီကြမှာကျွန်တော်သိခဲ့ရတာပါယောက်ျားဒီနွေရာသီကရောင်းအားနေတဲ့ရာသီလေးဈ
စီးပွားရေးကပိုဆိုးလာတယ်စွပ်ပြုတ်ပူတောက်တဲ့သူနဲလာတယ်တစ်ဖက်ကနာမည်ကြီးတစ်စိတ်ကရင်းနှီးမြှုပ်နှံမှုများတယ်တို့ဆိုင်ငယ်လေးကတော့ဒီနွေရာသီကိုကြော်ဖြတ်ဖို့ခက်လိမ့်မယ်တရက်ရောင်းအား1500ကနေ1000အဲ့ဒီကနေ900ထိကျဆင်းသွားတာကိုကြည့်ပြီးစဉ်းစားမိနေတော့ဦးလေးကျိုးဆိုင်တယ်ရောက်လာခဲ့ပါတယ်ဒါမှတကယ်နာမည်ကြီးတစ်စိတ်စစ်ပါတချို့လမ်းဘေးကလာတဲ့သူတွေနဲ့မတူဘူးနာမည်ကြီးတစ်စိတ်ရဲ့ကုန်ကြစရိတ်ကနည်းနည်းလေးပဲရှိတာမင်းတို့ဘာနဲ့တွားပြိုင်ပါလဲခမရလူယုံမာလို့မကြေမနက်မဖြစ်နဲ့ဒါပေမဲ့ငါမင်းကိုကျေးဇူးတင်ရအောင်မယ်လင်းရှမ်းမင်းသာမရှိရင်ဒီမှာရှော့စီဖန်ကအလားလာဒီလောက်ရှိမှန်းငါသိမှာမဟုတ်ဘူးဦးလေးကျိုးလှောင်ပြောင်ပြီးထွက်သွားချိန်မှာလင်းရှမ်းကအထူးပင်တည်ငြိမ်နေခဲ့ပြီးမျက်လုံးထဲမှာကြောက်ရွံ့မှုလုံးဝမရှိခဲ့ပါဘူးဝမ်တစ်ဖက်ကဆွဲခေါ်ရကိုပါလို့မဖြစ်ဘူးသူတို့ဈေးပြိုင်တာကဌာနချုပ်ကထောက်ပံ့ကြေးရှိလို့ပဲတို့ရှင်တန်ချင်းရင်ကစားကွက်ပြောင်းရမယ်ဘလို့ပြောင်းမလဲမိဖို့ချောင်တဲကပူပူနွေးနွေးခရူးစွပ်ပြုတ်အိုးကိုကြည့်ရင်ခေါင်းထဲမှာအတွေးတစ်ခုဖြတ်ခနဲဝင်လာခဲ့ပါတယ်နွေရာသီကစွပ်ပြုတ်ပူပူနဲ့မကိုက်ညီဘူးဆိုရင်စွပ်ပြုတ်ပူပူမလုပ်တော့ဘူးသူတို့ကူးယူလို့မရနိုင်တဲ့အရာတာကိုလုပ်မယ်ဝမ်တို့ဆိုင်နဲ့ရက်ပိတ်မယ်ငါမိဖို့ချောင်တဲမှာဟင်းတစ်အတွက်တေးချစူးစမ်းမယ်ဒီတစ်ခါတော့နွေရာသီအတွက်တီးတန့်ရှော့စီဖန်မျိုးစားကိုလုပ်မယ်ယောက်ျားငါယုံပါတယ်ဝမ်မီးဖို့ချောင်မီးတွေကိုအလင်းဆုံးဖွင့်လိုက်ကုန်ကျန်းအားလုံးကိုပြန်စီလိုက်စွပ်ပြုတ်ကိုလောင်းပစ်တာမဟုတ်ပဲစွပ်ပြုတ်နဲ့မုတ်ဖက်ရဲ့ဝိညာဉ်ကို sauce စွန်းတစွန်းထဲမှာစုစည်းလိုက်တာပါပထမတစ်ချိန်မှာခရူးစွပ်ပြုတ်ကိုပြစ်အောင်ကြိုးပြီးမုတ်ဖက်ထဲနေလိုက်တာငါးညီနဲ့အရန်ပြင်းပြီးနှစ်လုံးလောက်စားတာနဲ့အန်ဂျင်လာခဲ့ပါတယ်ဒုတိယတစ်ချိန်မှာငရုတ်စီနဲ့မြစ်ချင်ရီထည့်လိုက်တာမှွေးတော့မှွေးပေမဲ့ဆက်တာပြင်းပြီးစားပြီးရင်လေချောင်း6လာခဲ့ပါတယ်တတိယတစ်ချိန်မှာမြေပဲ sauce နဲ့ပြို့ဝက်မွေးကြိုင်နဲ့အမွေးကြိုင်တွေထည့်ပြီး sauce ကမုတ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဖုံးအုပ်နိုင်အောင်လှုပ်လိုက်ပေမဲ့အရသာကလေးလံလုံးပြီးရှော့စီဖန်ရဲ့အချင်နဲ့အဆက်အရသာနဲသွားခဲ့ပါတယ်ကျွန်တော်ထက်ခါစမ်းတက်လိုက်ထက်ခါတုံပစ်လိုက်လုပ်ခဲ့ပါတယ်ယောက်ျားခဏနားပါဦးနင်းတရက်လုံးမျက်စိမမိတ်ရသေးဘူးဒီတစ်ချိန်စမ်းကြည့်ပါဦးစားလို့ကောင်းတယ်ဒါကမတူဘူးစွပ်ပြုတ်မပါပဲအေးအေးလေးဖြစ်နေပေမဲ့အရသာအားလုံးကမုတ်ဖက်ပေါ်မှာဆွဲနေတယ်မြစ်ချင်ရဲ့အမွေငရုတ်စီရဲ့အဆက်ခရူးစွပ်ပြုတ်ရဲ့အချိုတွေအားလုံးပါဇက်ထဲမှာပောက်ကွဲသွားတယ်လို့ပဲဝါးလေပိုမွေးလေပဲဟုတ်တယ်အဲ့ဒီခံစားချက်ပဲကျွန်တော်အလင်းစလိုမလုပ်ပဲဆိုင်ကိုခဏလာလေးရှိတဲ့ဖောက်တွေ30ရောက်မကခေါ်ပြီးစမ်းစားခိုင်းခဲ့ရအားလုံးကလုံးဝသဘောကျခဲ့ကြပါတယ်ပူအောက်နေတာကြောင့်ဦးလေးကျိုးရဲ့စီးပွားရေးလည်းရိုက်ခတ်မှုမသေးခဲ့ပါဘူးနွေရာသီရောင်းအားကောင်းရောရှော့စီဖန်ဂမ်ဘန်မိုဆဖန်စွပ်ပြုတ်ပူမပါလို့ပိုလန်းဆန်းတယ်ရတာစိတ်ဝင်ပြီးစားလေဆွဲလေပဲဆိုင်ရှင်ဒီနွေရာသီမှာတေချာပေါက်မှာဟုတ်တယ်ဆိုင်ရှင်ဒါအရန်စားလို့ကောင်းတာပဲအယောကစွပ်ပြုတ်ထက်တောင်ရှဲပဲမြစ်ချင်တဲ့တူဘူးကြော်ကအရသာအရန်စိတ်ဝင်တယ်လန်းဆန်းပြီးမအီဘူးနွေရာသီစားရတာအရန်ကောင်းတယ်ခဏချင်းမှပဲအယောရှော့စီဖန်ကနေရာအပြည့်ပောက်ကွဲသွားခဲ့ပြီးလန်းဆန်းကမပူချင်းအရသာလေးလံချင်းထူးခြားခြင်းတို့ကြောင့်နွေရာသီမှာအပူစားရတဲ့ပြဿနာကိုပြည့်စုံစွာဖြေရှင်းပေးနိုင်ခဲ့ပါတယ်ဈေးကွက်ကိုချက်ချင်းထိုးဖောက်နိုင်ခဲ့ပြီးအရင်ကတစ်ဖက်ကိုပါသွားတဲ့ဖောက်တယ်တွေကကျွန်တော်တို့ဆိုင်တကားဝမှာပြန်တန်းစီခဲ့ကြပါတယ်တစ်ဖက်ကလည်းပြာရခတ်သွားပြီးအယောရှော့စီဖန်ပုံစံတူရပြီဆိုတဲ့ဆိုင်းဘုတ်ကိုအလင်းစလိုချိတ်ဆွဲကဈေးပေါ်နဲ့ဆွဲဆောင်ခဲ့ပေမဲ့ကျောင်းသားတွေကတစ်ခါစားကြည့်ုံနဲ့တိသွားခဲ့ကြပါတယ်အရသာကစွပ်ပြုတ်နည်းနည်းပဲထည့်ထားလို့မုတ်ဖက်က6နေပြီး sauce ကမစိမ့်ဝင်ပဲစားရတာငံပြီးအီနေခဲ့ပါတယ်လင်းရှမ်းတို့အိမ်က sauce ကဝိညာဉ်ပါတာဒါကအများကြီးလိုသေးတယ်နည်းနည်းပိုပေးရလဲစားလို့ကောင်းတာပဲစားခြင်းနဲ့နွေရာသီဆိုသူတို့အိမ်ကအယောပဲရွေးမယ်ရက်ပိုင်းတွင်းမှာတင်ရောင်းအားကအမြင့်ဆုံးစံချိန်တစ်တင်ခဲ့ပြီးအယောမျိုးစားက80အထိရှိခဲ့ပါတယ်ယောက်ျားတို့တွေတောက်ခံနိုင်ခဲ့ပြီးတခြားသူတွေကဆိုင်းဘုတ်ကိုတူပလို့ရတယ်ဈေးနှုန်းကိုတူပလို့ရတယ်မီနူးကိုတူပလို့ရတယ်ဒါပေမဲ့တို့တွေထက်ခါစမ်းတက်ထားတဲ့နီလန်းကိုတူပလို့မရဘူးစားသုံးသူတွေပေါ်ထားတဲ့တို့ရဲ့စေတနာစစ်ကိုတူပလို့မရဘူးတစ်ဖက်ကတဖြည်းဖြည်း၆ကက်လာတဲ့ဆိုင်ခွဲကိုကြည်ရင်တဲကကြောက်ခဲကြီးကျသွားခဲ့ရပါတယ်ဒစိတ်ကြီးရဲ့ sauce တူတေတနာလုပ်ငန်းစဉ်တွေကများပြားပြီးဈေးလျှော့တာတွေနဲ့ပါပေါင်းလိုက်တော့ဦးလေးကျိုးရဲ့ဆိုင်တစ်ကတနေ့တခြားရှုံးနိမ့်မှုကိုမတောင်းခံနိုင်တော့ပါဘူးဒီတိုက်ပွဲမှာတို့တွေနိုင်ခဲ့ပြီးလုံးဝနိုင်ခဲ့ပြီဆိုတာကျွန်တော်သိလိုက်ပါတယ်ဒါပေမဲ့ဒီလိုအချိန်ကြာမှကျွန်တော်ပိုပြီးမရင်းရံရဲတော့တာပါယောက်ျားဒီနေ့အော်လေးရကြော်ရောင်းရတယ်ရောင်းအား1000ကျော်သွားပြီကျွန်တော်ခေါင်းညှိလိုက်ပေမဲ့ချက်ချင်းမပြုံးနိုင်ခဲ့ပါဘူးဖြစ်လို့လေတို့တွေနိုင်ခဲ့တာမဟုတ်ဘူးလားတစ်ဖက်ကိုနိုင်တာကဈေးကွက်ကိုနိုင်တာမဟုတ်ဘူးဘာဆိုလိုတာလဲစားလို့ကောင်းတာတော့ကောင်းပါတယ်ဒါပေမဲ့ဒီနေ့အကြာကြီးစောင့်လိုက်ရတယ်ဆိုင်ရှင်ရဲ့အရသာကပြောစရာမလိုပေမဲ့ပြင်ဆင်ပေးတဲ့အချိန်ကတော့မမီဘူးမိနစ်40တောင်တန်းစီလိုက်ရတာနေပူတရားရတော့မယ်အရသာကလူကိုဆွဲဆောင်တာထိရောက်မှုကမှလူကိုထိန်းထားနိုင်တာဒီနေ့သူတို့စောင့်ပေးတာကစမ်းတစ်လို့ပောက်ကွဲနေလို့ဒါပေမဲ့နိုင်ဝက်လောက်အမြဲတမ်းစောင့်နေရရင်ဘလောက်ပဲစားလို့ကောင်းစွန့်လွတ်သွားမဲ့သူရှိမှာပဲဒါဆိုတို့တွေဘလို့လုပ်မလဲလူငားမလားလူငားတာကပထမအဆင့်ပဲအခုအဓိကအဆင့်အားလုံးကိုငါတယောက်တည်းကြည့်နေရတာလူများလာတာနဲ့အရသာရှုပ်ထွေးသွားနိုင်တယ်ဒါဆိုနင်ကဝယ်မဲ့သူမရှိမှာကိုကြောက်တာမဟုတ်ပဲဝယ်မဲ့သူများလုံးလို့တို့တွေမနိုင်မှာကိုကြောက်တာပေါ့ပောက်ကွဲတာမှာအကြောက်ရဆုံးကလူကြိုက်နေတာမဟုတ်ပဲလူကြိုက်များလို့ပြန်လဲထိခိုက်တာပဲဒုတိယနေ့မှာတော့ဘေးအိမ်ကဆိုင်ကန်းကိုငှားလိုက်ပြီးပြင်ဆင်ရေးအဖွဲ့ကိုရှာကာဆိုင်ကိုချက်ထွင်ပြီးအစ်စ်ပြင်ဆင်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲရှောင်းချမ်းနဲ့ရှောင်းရှာဆိုတဲ့ဝန်ထမ်း2ယောက်ကိုလည်းငှားရမ်းခဲ့ပါတယ်မုတ်ဖက်ရေစိမ်ချိန်ကိုမိနစ်အထိတိကျအောင်လုပ်ပြီး sauce အချိန်စကိုဇွန်တိုင်းမှာညီတူညီမျှဖြစ်အောင်လုပ်ခဲ့ပါတယ်ရှောင်းရှာမင်းကမြစ်ချင်တို့ဘူးကျော်မြေပဲမိုးတွေကိုပွဲအလိုက်ကြိုတင်
ပြင်ဆင်ထားပါရှောင်းချမ်းမင်းကတော့ sauce အရင်နဲ့နောက်မှမုတ်ဖက်ထက်နောက်ဆုံးမှအမေရိထည့်ပြီးပြန်နေပါလုပ်ငန်းစဉ်တစ်ခုလုံးကိုကြောက်တင်ကုန်းပေါ်မှာရေးသားပြီးဝန်ထမ်းတစ်တွေကိုတစ်ခုချင်းစီတင်ပေးခဲ့ပါတယ်ဆိုင်တစ်ဖွင့်ပြီးနောက်စီးပွားရေးကပိုကောင်းလာပြီးကျွန်တော်တို့၄ယောက်လုံးမနာတမ်းမအားမလက်ဖြစ်ခဲ့ကြပါတယ်ရောင်းအားနဲ့ရာသီမှာတော့တရက်ရောင်းအားက1000ကျော်သွားခဲ့ပါတယ်ညဘက်မှာတော့တရက်တာအချက်လက်တွေကိုပြန်လည်သုံးသပ်ခဲ့ပါတယ်ပထမနေ့ပွဲ300ပြင်ဆင်ချိန်ကိုတပွဲလေးမိနစ်ကနေ2မိနစ်ခွဲထိရှော့ချနိုင်ခဲ့တယ်ဒုတိယနေ့ပွဲ350မကောင်းတဲ့မှတ်ချက်လုံးဝမရှိဘူးတတိယနေ့ပွဲလေးရတန်းစီချိန်ကို15မိနစ်အတွင်းထိန်းချုပ်နိုင်ခဲ့တယ်ယောက်ျားဒီပြန်ဝယ်သူနှုန်းကိုကြည့်ပါဦးမနေ့ကဝယ်ဖူးတဲ့သူတွေဒီနေ့အများကြီးပြန်လာကြတယ်ဒါမှတကယ်တည်ငြိမ်သွားတာခေါ်တာဒါပေမဲ့တစ်ဖက်ကဝေးရှင်ကြီးရဲ့အခြေအနေကတော့လုံးဝမတူတော့ပါဘူးအရောအမျိုးအစားကမပေါက်ဘူးစွပ်ပြုတ်ကလည်းနွေရာသီအေးဆက်တဲ့ရာသီထဲရောက်နေလို့တရက်ထက်တရက်ပိုရှုံးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဆိုင်ထဲကိုထူးဆန်းတဲ့ဖောက်တဲ့တယောက်ရောက်လာခဲ့ပါတယ်အရောတပွဲပေးပါခောက်ဆွဲရတာနဲ့သူကထောင်တာမှာထိုင်ပြီးဖြည်းဖြည်းချင်းစားနေခဲ့ပါတယ်ပထမဆုံးမြင်လိုက်တာနဲ့သူဟာဦးလေးကျိုးရဲ့ဝန်ထမ်းဆိုတာကျွန်တော်သိလိုက်ပါတယ်စိတ်ချပါငါဘာမှပြောမှမဟုတ်ဘူးဦးလေးကျိုးလွတ်လိုက်တာမဟုတ်လားအရသာဘာမှမြည်လို့ရရဲ့လားဆိုင်ရှင်ကျွန်တော်တို့မန်နေဂျာကနေတိုင်းစမ်းခိုင်းပေမဲ့ဘလို့မှစမ်းလို့မရဘူးဒါက sauce တစုံနဲ့ပြဿနာမဟုတ်ဘူးပြန်သွားရင်ဦးလေးကျိုးကိုပြောလိုက်ပါခင်ဗျားတို့ကငါရောင်းအောင်ကောင်းတာပဲမြင်တာငါမအောင်မြင်ခဲ့တဲ့ sauce တွေဘလောက်တောင်တုံပစ်ခဲ့ရလဲဆိုတာမမြင်ဘူးခရူးစုပ်ပြုတ်ဘလို့ကျိုးမလဲမြင့်ချင်ရဲ့အချင်းကိုဘလို့ထိမ့်မလဲမရုပ်စီဘဲချိန်ထည့်မလဲမုတ်ဖက်ကိုပူပူနေမလားအေးအေးနေမလားမြေဘဲချိန်ထည့်မလဲအစ်စ်တစ်ခုချင်းစီကနောက်ဆုံးရတာကိုထိခိုက်စေတာဒါကြောင့်မို့လို့တူပါလို့မရတာကိုပြောပြီးတာနဲ့ဦးလေးကျိုးရဲ့ဝန်ထမ်းကရှက်ရွံ့စွာနဲ့ထွက်သွားခဲ့ပါတယ်ဒုတိယနေ့မှာတော့ Liu Shenji ကအရောပုံစံတူရပြီဆိုတဲ့ဆိုင်းဘုတ်ကြီးကိုရုတ်တရက်ဖြုတ်ချလိုက်ပါတယ်သူတို့လည်းဒီလမ်းကြောင်းကောင်းကောင်းမတွားနိုင်ဘူးဆိုတာကိုအတိအမှတ်ပြုလိုက်ကြရတာပါလုပ်သားက franchise စီမံခန့်ခွဲခဌာနချုပ်ပစ္စည်းဖို့အစီအစဉ်ထောက်ပံ့ကြေးအရာရာတိုင်းကကြောက်ခဲကြီးလို့သူတို့အပေါ်ဖိစီးနေခဲ့ပါတယ်ကျိုးစိန်ဒီလဆိုင်ဝင်ငွေကစံချိန်မမီဘူးအသားတင်ရှုံးနေမှု2800ရှိတယ်ဌာနချုပ်ဘက်ကအကြောင်းကြားထားတယ်နောက်လအထိတိုးတက်မှုမရှိရင်ထောက်ပံ့ကြေးလျှော့တော့မယ်ထောက်ပံ့ကြေးလျှော့မယ်ဟုတ်လားဒါဆိုဘယ်လိုလုပ်တော့မလဲမင်းတို့ကတနိုင်ငံလုံးဆိုင်ခွဲတွေမဟုတ်ဘူးလားတစ်ဖက်ဆိုင်ကိုဖြိုလုပ်နိုင်မယ်လို့ပြောမထားဘူးလားတစိတ်ကပထမဆုံးလူစီးချောင်းကိုဆွဲဆောင်နိုင်ပေမဲ့လူတွေကိုထိမထားနိုင်ရင်ကျွန်တော်တို့လည်းဘာမှမတက်နိုင်ဘူးဒီစကားကပါရိုက်လိုက်တယ်လို့ဦးလေးကျိုးရဲ့မျက်နှာကိုစူးဝင်သွားခဲ့ပါတယ်သူနောက်ဆုံးတော့သဘောပေါက်သွားခဲ့ပြီသူရှုံးနေခဲ့တာဟာခောက်ဆွဲတပွဲကြောင့်မဟုတ်ပဲသူ့ရဲ့အလိုလောဘနဲ့အမျှော်မြင်နီးမှုကြောင့်ဆိုတာကိုပါဟင်းအစကတည်းကသူတို့ကိုမမောင်းထုတ်ခဲ့ရင်အခုချိန်မှာတလပုံမှန်ဆိုင်ငါးခါရနေအောင်မှာဟုတ်ပါရှင်းနေပဲဆိုင်နေရလက်ကတော့ထမင်းကြိုင်လည်းမရမိမိအိုးပါရိုက်ခွဲလိုက်ရတယ်လို့ဖြစ်သွားပြီးဒုတိယနေ့မှာတော့ကျွန်တော်ပုံမှန်အတိုင်းမိဖို့ကြောင့်ထဲမှာမုတ်ဖက်နေခဲ့ပါတယ်ယောက်ျားကြည့်ပါဦးတစ်ဖက်မှာဆိုင်းဘုတ်တွေဖြုတ်နေတယ်လို့ပဲမိုးရီထဲမှာဝီလ်ရှင်ဂျီတကားဝါကတပွဲဝယ်ရင်တပွဲမြစ်တာလက်ဆောင်ဆိုင်းဘုတ်ကြီးကိုဖြုတ်ချနေကြပါတယ်ဦးလေးကျိုးကဘေးမှာရက်နေပြီးလူတစ်ယောက်လုံး10နှစ်မှကအိုစာသွားတယ်လို့ပါပဲကျွန်တော်ဝမ်းမတာခဲ့ပါဘူးခေါင်းငုံပြီးမုတ်ဖက်ကိုပဲဆက်နေခဲ့ပါတယ်ဒါဆိုနောက်ပိုင်းတို့တွေတက်ပြင်းချလို့ရပြီပေါ့မရသေးပါဘူးဘာလို့လဲတို့တွေတကယ်သွားရမယ့်လမ်းကဦးလေးကျိုးကိုနိုင်ဖို့မဟုတ်ဘူးလစ်ချင်းကြီးကိုနိုင်ဖို့မဟုတ်ဘူးတို့တွေကတကယ်တစိမ့်တစ်ခုဖြစ်အောင်လုပ်ရမှာငါနင်းစကားကိုယုံနေနင်းနဲ့အတူအမြဲတမ်းရှိနေပေးမယ်ရပိုင်းကြာမှာဦးလေးကျိုးတကယ်မတောင့်ခံနိုင်တော့ပါဘူးလမ်းစာပြောင်းနေတဲ့အခြေအနေမှာဦးလေးကျိုးကမာနတွေကိုလျှော့ပြီးဝန်မီနဲ့အတူတစ်သီးတွေကင်ကကျွန်တော်တို့ဆိုင်ကိုရောက်လာခဲ့ပါတယ်သဘောထားက180ဒီဂရီပြောင်းလဲသွားခဲ့ပါတယ်ရှောင်းလင်းရှောင်းစုအရင်ကဦးလေးမာနကြီးခဲ့တာပါမျက်စိကန်းခဲ့တာပါမင်းတို့ကိုတောင်းပန်ပါတယ်မင်းတို့သဘောထားကြီးပေးပါဦးလေးကိုစိတ်ထဲမထားပါနဲ့ဟုတ်တယ်တို့တွေမှားမှန်သိပါပြီမင်းတို့ရဲ့ရှော့စီဖန်ကအရန်ကောင်းတယ်စီးပွားရေးလည်းဒီလောက်တောင်ပောက်ကွဲနေတာတကယ်ကိုတော်လုံးပါတယ်ရှောင်းလင်းကြည့်ပါဦးငါဆိုင်ကလမ်းတစ်ဖက်မှာရှိတာနေရာကောင်းတယ်လူစီတယ်မင်းတို့အခုစီးပွားရေးဒီလောက်ကောင်းနေတာဆိုင်တစ်ဆိုင်နဲ့ရောင်းလို့မလောက်ပါဘူးငါဆိုင်ကိုလက်ခံလိုက်ပါလားဆိုင်ငါးခါကိုတဝက်ပဲယူမယ်မင်းတို့ကြိုက်တယ်လို့သုံးဘလို့လဲဟုတ်တယ်မင်းတို့ဆိုင်ခွဲလာဖွင့်မယ်ဆိုရင်တို့တွေဘာချီနေမဆိုလက်ခံပါတယ်နောက်ပိုင်းတို့တွေရိုးရိုးသားသားနေပါမယ်မင်းတို့ကိုလုံးဝပြဿနာမရှာတော့ပါဘူးမျက်နှာလိုမျက်နှာရလုံနေတဲ့ဒီလင်မယားကိုကြည့်ရင်ရင်ထဲမှာဘာလိုက်မှမလုပ်ခတ်ပဲအေးဆက်မှုပဲရှိခဲ့ပါတယ်ဦးလေးကျိုးခမားအရင်ကဆိုင်ငါးခါတိုးပြီးကျွန်တော်တို့ကိုမောင်းထုတ်တုံးကဒီလိုသဘောထားမဟုတ်ပါဘူးခမားပြောတော့ကျွန်တော်တို့ခမားဆိုင်ကနေထွက်သွားရင်ဘာမှမဟုတ်တော့ပါဘူးဆိုခုတော့ခမားမြင်တဲ့အတိုင်းပါပဲကျွန်တော်တို့ကိုလက်ရနဲ့ကိုအရင်ကထက်ပိုကောင်းအောင်နေနိုင်ခဲ့ပြီဟုတ်တယ်အခုတော့တို့တွေကလည်းရှင့်ကိုမျက်နှာသာပေးစရာမလိုတော့ဘူးမင်းတို့ပြောတာဟုတ်ပါတယ်ဒါဆိုငါရေဖို့မိဖို့ပါအလကားပေးမယ်လေဘလို့လဲပြန်มาတော့ဦးလေးကျွန်တော်တို့ခမားဆိုင်မှာဆိုင်ခွဲမဖွင့်ပါဘူးနောက်လဲကျွန်တော်တို့စီးပွားရေးကိုလာမနှောက်ယှက်ပါနဲ့တော့ဦးလေးကျိုးရှက်ရှုံးစွာနဲ့ဘာမှမပြောနိုင်တော့ပဲနောက်ဆုံးတော့ဝန်မီနဲ့အတူအဆက်ကွဲစွာထွက်သွားခဲ့ရပါတယ်ကြားတာတော့အဲ့ဒီနေ့မိုးလွဲပိုင်းမှာပဲဦးလေးကျိုးရဲ့ဆိုင်ကိုဈေးကွက်ကပြန်သိမ်းသွားပြီးနို့လက်ဖက်ရည်ရောင်းတဲ့သူစီပြန်ငားလိုက်တယ်တဲ့ငားခါကသူ့အစကတောင်းတာထက်တောင်ပိုတက်တာသွားခဲ့ပါတယ်နောက်ဆုံးတော့သူရာရာရှုံးနေသွားပြီးအကျွေးတွေတောင်းလိုပုံကနောက်လမ်းမှာဘယ်တော့မှပုံမလာတော့ပါဘူးကျွန်
ကျွန်တော်တို့ဆိုင်လေးရဲ့လူစီကြောင်းကပူများလာပြီး network တွေလာရောက်တပုံရိုက်ရနေရာဖြစ်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဝန်ထမ်းတွေထပ်မံတိုးချဲ့ခဲ့ပါတယ်လေ့ကျင့်ရေးစနစ်ကပုံမပြည့်စုံလာပြီးအရေးသွေးထိန်းချုပ်မှုလည်းပုံမကောင်းမွန်လာကဆိုင်ရဲ့ရောင်းအားက2000ကျော်ထိရောက်ရှိသွားခဲ့ပါတယ်တရက်မိုးလွဲပိုင်းမှာဖောက်တယ်တွေအတွက်ထုတ်ပိုးပေးနေတော့တကားဝမှာအထူးခြားဆုံးဖောက်တယ်တယောက်ရက်နေတာကိုမျက်လုံးထောင်းကနေမြင်လိုက်ရပါတယ်အမျိုးသားကစမတ်ကြတဲ့အစင်းမြင့်ဝစ်စုံကိုဝစ်စင်ထားပြီးတည်ငြိမ်ကရင်ကျေးတဲ့အမှုအရာရှိပါတယ်နောက်ထပ်3ရက်အတွင်းသူကနေတိုင်းအချိန်မှန်လာခဲ့ပြီးထောင်နာကနေရာလွတ်မှာထိုင်ကမတူညီတဲ့ခောက်ဆွဲတွေကိုမှားစားခဲ့ပါတယ်သူကစကားအများကြီးမပြောဘဲဆိုင်တဲ့ကအရာရာကိုငြိမ်သက်စွာစောင့်ကြည့်နေခဲ့ပါတယ်မှန်လင်းကမိဖို့ချောင်ထဲမှာခောက်ဆွဲပြုတ်အမဲထဲလှုပ်ဆောင်ချက်တိုင်းကိုကြည့်နေခဲ့ပါတယ်ပြင်ဆင်ပေးတဲ့အချိန်စပွဲတန်ရှင်းတဲ့အသေးစိတ်ကအစမလွတ်စေပဲထက်မြက်တဲ့မျက်လုံးနဲ့အရေးကြီးတဲ့အရာတစ်ခုကိုတေချာအကဲဖြတ်နေတယ်လို့ပါပဲဒုတိယနေ့မှာဖောက်တည်နေနေရှော့သွားချိန်မှာသူကကျွန်တော်စီရှောက်လာပြီးလိပ်စာကတ်တကတ်ကမ်းပေးခဲ့ပါတယ်လိပ်စာကတ်ကိုယူကြည့်လိုက်တော့ဂျိုင်းချန် mix ကကုန်တိုက်စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲရေးဒါရိုက်တာချင်းဝှေ့ဆိုပြီးရိုက်နေထားပါတယ်လင်းဆိုင်ရှင်မင်္ဂလာပါဂျိန်းချန် mix ဆိုတာမြို့ထဲမှာအမြင့်မားဆုံးနဲ့အစည်းကားဆုံးစီးပွားရေးဗဟိုဌာနပါဝင်ရောက်နိုင်တာတွေကတနိုင်ငံလုံးနာမည်ကြီးတစ်စိတ်ထိပ်တန်းစားတောက်ဆိုင်တွေကြီးပါပဲစီးပွားရေးသမားအမြောက်များတိုးဝှေ့ဝင်ကျင်တာတော့ဝင်လို့မရကြပါဘူးကျွန်တော်လိုနောက်လန်းကဆိုင်ငယ်လေးရဲ့ဆိုင်ရှင်ကို mix ရဲ့ဒါရိုက်တာကဘာလို့လာရှာရတာလဲလင်းဆိုင်ရှင်ကျွန်တော်ခင်ဗျားကိုသုံးရက်ဆက်တိုက်စောင့်ကြည့်ခဲ့တာပါအမှန်တိုင်းပြောရရင်အရန်အောင်ရတယ်လို့အရန်လဲဝမ်းတာရပါတယ်ခင်ဗျားရဲ့ short စီဖန်ရတာကစစ်မှန်တယ် YouTube ရဲ့အရသာစစ်စစ်ဖြစ်တယ်ပို့ပြီးတော်တာကခင်ဗျားတီထွင်ဖန်တီးနိုင်တာပါနေရာဒီမှာထုတ်လုပ်ခဲ့တဲ့အရောအမျိုးအစားကလူငယ်တွေရဲ့လိုအပ်ချက်ကိုတိတိကျကျထိမှန်ခဲ့တယ်အရန်ထူးခြားပါတယ်ဒါရိုက်တာချင်းကြီးမွန်းလုံးပါပြီကျွန်တော်တို့ကကြိုးစားစားခောက်ဆွဲလုပ်ပြီးစားသုံးသူတိုင်းကိုစေတနာထားတာပါကြိုးစားတာနဲ့စေတနာထားတာကမှအခက်ဆုံးပါနောက်ပြီးခင်ဗျားလုပ်ထားတဲ့မှန်လင်းကမိဖို့ချောင်းကုန်ကျန်းမူလနေရာပြသမှုတွေကတန်ရှင်းရေးနဲ့အရေးသွေးကိုဝင်လင်းမြင်သာအောင်လုပ်ထားလို့အထူးတိုင်ဆိုင်မှုရှိပါတယ်တစိမ့်ဆိုင်ခွဲအဖြစ်လှုပ်ဆောင်နိုင်တဲ့အလားအလာပြည့်ရှိပါတယ်ဒါရိုက်တာချင်းခင်ဗျားပြောချင်တာကညံကောင်းတဲ့သူနဲ့စကားပြောရတာမပင်ပန်းပါဘူးကျွန်တော်တို့ mix ကမကြသေးမီကအစင်းမြင့်ခင်မီအစားအသောက် area ကိုအဓိကဖန်တီးနေတာပါလူငယ်တွေကြိုက်နေတဲ့အထူးနဲ့ red အစားအသောက်တွေကိုအဓိကထားတာပါလိုအပ်နေတာကခင်ဗျားတို့လိုအရသာကောင်းနာမည်ကောင်းရှိထူးခြားချက်ရှိတဲ့ data ထွက်ဆိုင်ကောင်းတွေပါပဲဒီနေ့လာရှာရတာကုမ္ပဏီကိုစားထိရောက်စွာဖိတ်ခေါ်ခြင်းလို့ပါ mix မှာပေးမဆိုင်ခွဲတစ်ဆိုင်လာရောက်ဖွင့်လှစ်ပေးပါယောက်ျားဒါအရန်ကောင်းတဲ့အခွင့်အရေးပဲ mix ရဲ့အဲ့ဒါကုန်တိုက်ကြီးလေဝမ်ဒါတကယ်ပဲကြီးမားတဲ့အခွင့်အရေးပါအခုဆိုင်မှာငါနဲ့နေမဲ့အဓိကတောင်းခံထားတာစီးပွားရေးပောက်ကွဲနေတာကြောင့်ခဏလေးမှထွက်သွားလို့မရဘူး။ဟုတ်ငါသဘောပေါက်ပြီ။စွန့်စားပြီး mix မှာဆိုင်သွားဖွင့်ရင်နှစ်ဖက်လုံးပြေးလွှားနေရပြီးနှစ်ဖက်လုံးမကြည့်နိုင်ရင်အဲ့ဒီကြရင်ဆိုင်ဟောင်းလဲရှုပ်ထွေးသွားမယ်။ဆိုင်တစ်လည်းမကောင်းဖြစ်သွားရင်မတန်ပဲဖြစ်သွားမယ်။ချင်းဖုံးကကျွန်တော်ရဲ့စိုးရိမ်မှုကိုရိပ်မိသွားပုံရပါတယ်။လင်းဆိုင်ရှင်စိတ်ချပါ။ပြမဆိုင်ခွဲနေရကိုအကောင်းဆုံးနေရပေးပါမယ်။ကုန်တိုက်အဓိကဝင်ပေါက်နဲ့တက်မှာပါ။လူစီးကြောင်းလုံးဝအပြည့်ရှိပါတယ်။ဒီမှာကြည့်ပါ mix ရဲ့စီမံကိန်းမြေပုံတစ်ခုလုံးကိုယူဆောင်လာပါတယ်။ဆိုင်ငါးက6လအခမဲ့ပေးပါမယ်။ပြင်ဆင်ရေးကိုလည်းကျွန်တော်တို့အပြည့်အဝကူညီပေးပါမယ်။ဒီဘက်ကမှန်လင်းကမိဖို့ချောင်းနဲ့မူလနေရာပြသမှုစံနှုန်းအတိုင်းကွက်တိလုပ်ပေးပါမယ်။ဒါအပြင်ကုန်ကျန်းမူလနေရာပြသမှုစနစ်တစ်ခုလုံးကိုလည်းကူညီပေးမှာမို့စားသုံးသူတွေစိတ်ချလက်ချစားနိုင်မှာပါ။ဒါရိုက်တာချင်းကျွန်တော်တို့ကိုဒီလောက်အလေးထားပေးပြီးဒီလောက်ကောင်းမွန်တဲ့အခြေအနေတွေပေးတာကိုအထူးပင်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ချက်ချင်းတော့လက်မခံနိုင်သေးပါဘူး။အော်လင်းဆိုင်ရှင်မှာပါဆိုရင်စရာရှိလေဥပွင့်လေးပြောလို့ရပါတယ်ရိုးရိုးလေးပါပဲအခြေခံမခိုင်မာရင်အဝေးကြီးမသွားနိုင်ပါဘူးအခုချိန်မှာကျွန်တော်ကိုယ်တိုင်ထွက်သွားပြီး mix မှာဆိုင်တစ်သွားဖွင့်ရင်ဆိုင်ဟောင်းမှာထိုင်ဆောင်မဲ့သူမရှိတော့ပဲအရသာနဲ့ဝန်ဆောင်မှုပြဿနာတက်ရင်နာမည်ကောင်းပျက်စီးသွားလိမ့်မယ်အဲ့ဒီကြရင်ဆိုင်တစ်ရောဆိုင်ဟောင်းမှာထိန်းထားနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်မှအချိန်နဲ့လိုပါတယ်ကောင်းတဲ့တာတူပါအလင်းစလုံးမလုပ်ပဲအခြေခံကိုအရင်ခိုင်မာအောင်လုပ်တာဒါမှအလုပ်ကြီးလုပ်မဲ့သူရဲ့သဘောထားပဲကျွန်တော်တို့ဆိုင်လေးကအခုလိုနာမည်ကောင်းတဲ့စီးပွားရေးရလာတာဟာနေ့တိုင်းဆိုင်မှာထိုင်ဆောင်ပြီးကုန်ကျန်းတွေကိုကြည့်အရသာကိုထိန်းချုပ်ဝန်ဆောင်မှုကိုစောင့်ကြည့်ခဲ့လို့ပါအခုဆိုင်မှာစီးပွားရေးအလွန်အလုပ်များနေတယ်ဝန်ထမ်းတွေကလည်းကျွန်တော်တို့စီရောက်တာမကြသေးတဲ့လူငယ်တွေဆိုတော့အတွေ့အကြုံမလောက်သေးဘူးပြဿနာမရှိပါဘူးကျွန်တော်စောင့်နိုင်ပါတယ်ပြင်ဆင်ဖို့အချိန်ဘယ်လောက်လိုလဲနားလည်ပေးတာကျေးဇူးတင်ပါတယ်အများဆုံးတစ်လပါဒီဘက်ကိုတေချာစီစဉ်ပေးပြီးမှခင်ဗျားနဲ့အသေးစိတ်ပြန်ဆွေးနွေးပါမယ်ယောက်ျားနေတကယ်တော်တာပဲဒါဆိုလို့တွေနောက်ပိုင်းဝန်ထမ်းတွေကိုအမြန်လေ့ကျင့်ပေးရတော့မလားဒီနေ့ကစပြီးဆိုင်ပိတ်ပြီးရင်ဝန်ထမ်းတွေကိုလေ့ကျင့်ပေးဖို့ကြံခဲ့မယ်နောက်ထပ်တစ်လအတွင်းဆိုင်ရဲ့စီးပွားကပူမြန်လာခဲ့ပါတယ်ပုံမှန်ဖွင့်လှစ်ချိန်မှာဝမ်နဲ့ကျွန်တော်အလုပ်လုပ်ရေးဝန်ထမ်းတွေရဲ့လက်တွေ့လှုပ်ဆောင်မှုကိုစောင့်ကြည့်တာပြဿနာများကိုချက်ချင်းပြင်ဆင်ပေးခဲ့ပါတယ်ညဘက်ဆိုင်ပိတ်ချိန်မှာတော့စွပ်ပြုတ်ကြူတာ soft ပြုတ်လုပ်တာမုံဖတ်ပြုတ်တာစတဲ့အဆင့်တစ်ခုချင်းစီကိုခွဲချမ်းစိတ်ဖြာတင်ကြားပေးခဲ့ပါတယ်ဝန်ထမ်းတွေကလည်းအထူးပင်စိတ်ပါဝင်စားစွာနှုတ်ထုတ်ယူကြထက်ခါလေ့ကျင့်ကြပြီးဘယ်သူမှပင်ပန်းတယ်လို့မငြီးတွဲကြပါဘူးပြန်ခါနီးမှာတော့ကျွန်တော်ကအချိန်ပိုကြီးနှစ်ဆအမြဲပေးလိမ့်ရှိပါတယ်တင်တန်းသားတွေပြန်သွားပြီးနောက်မီနူးပုတ်ပေါ်ကတကောင်ကျွတ်အမျိုးအစားနှစ်ခုကိုကြည့်ရင်ကျွန်တော်အကြကြီးတိတ်ဆိတ်နေခဲ့ပါတယ်ဘာဖြစ်လို့လဲဒီနေ့ရောင်းအားလဲတည်ငြိမ်ပါတယ်ဝန်ထမ်းတွေလည်းအကျင့်ရနေပြီဘူးနင်ပါလို့မျက်မှောင်ကျုံနေတာလဲဝဲကြည့်ပါဦးတို့တွေအခုတကယ်လုံနိုင်တဲ့ထုတ်ကုန်ကနှစ်ခုပဲရှိသေးတယ်ရိုးရာစုပ်ပြုတ်အမျိုးအစားနဲ့အယောအမျိုးအစားလားဟုတ်တယ်ကျောင်းနောက်လမ်းမှာဆိုရင်တော့လောက်ပေမဲ့ mix ကိုသွားမယ်ဆိုရင်တော့မလောက်ဘူးကုန်တိုက်ရဲ့လူစီကျောင်းကပိုရှုပ်ထွေးလို့ပြောတာလားမှန်တယ်တက္ကသိုလ်နောက်လမ်းကအများစုကကျောင်းသားတွေမို့အရသာစူးစီးတယ်လူငယ်တွေလက်ခံနိုင်စွမ်းမြင့်တယ်ဒါပေမဲ့ mix ကမတူဘူးစုံတွဲတွေရှိတယ်ရုံးဝန်ထမ်းတွေရှိတယ်မိသားစုတွေရှိတယ်ကလေးတွေနဲ့အနေနဲ့အရရက်ကခီးသွားတွေရှိတယ်ထုတ်ကုန်နှစ်ခုတည်းနဲ့ပင်မဆိုင်ခွဲတဆိုင်ကိုတောင်းခံထားလို့မရဘူးဒါဆိုလို့တွေအမီးတွေထပ်တိုးမလားကြက်ဥကျော်ဘဲချေတီအတူပအမဲသားထည့်လို့ရပါတယ်ဒါပေမဲ့အဲ့ဓာတွေကအရန်ဟင်းတွေပါအဓိကအရသာကွန်ရက်တို့တွေရှော့စီဖန်တစ်ခွက်တည်းလုံးလို့မရဘူးမတူညီတဲ့မျိုးတွေမတူညီတဲ့အရသာတွေမတူညီတဲ့စားတောက်နည်းတွေကိုတိုးစီမှာသက်ဆိုင်ရာရွေးချယ်မှုတွေရှာတွေ့နိုင်ရမယ်ဆိုင်ရှင်မတူညီတဲ့ data ထွက်အရသာတွေကိုပေါင်းဆက်မလားလို့ပြောတာလားဟုတ်တယ်ရှော့စီဖန်ရဲ့အခြေခံကိုမစွန့်လို့ပဲ
မတူညီတဲ့မျိုးတွေရဲ့အရသာအလေးထားတွေနဲ့ပေါင်းဆက်တာတို့တွေကစီးမဲ့ကမ်းမဲ့ပြင်တာမဟုတ်ပဲစစ်မှန်မှုပေါ်အခြေခံပြီးတည်ထွင်တာဒါပေမဲ့လူငယ်တွေဘာကြိုက်လဲဆိုတာတို့တွေဘလို့သိမလဲသူတို့ကိုမေးကြည့်မယ်ဒုတိယနေ့မနက်မှာတော့မီးဖို့ချောင်တဲ့အလင်းစလိုမဝင်ပဲဖုံးကိုဖွင့်လိုက်ပါတယ်ဂျင်းချင်းတက္ကသိုလ်နေရန်ဇေယျဟန်ရှူတဝိုင်းလုံးမှာ post တစ်ခုပြိုင်လူတင်လိုက်ပါတယ်ခေါင်းစဉ်ကရိုးရှင်းပါတယ်လင်းရှမ်းရှော့စီဖန်ဟင်းတစ်ပူပေါင်းဖန်တီးရေးအစီအစဉ်တင်စာတီရဲ့အကြိုက်ဆုံးရတာစာကူမှာမင်းတို့ဇာတိမှာဘာအရတာကိုအကြိုက်ဆုံးလဲနန်ဆော့တံပရာငရုတ်အချင်းဆက်အကြံပြုချက်ကိုလက်ခံလိုက်တာနဲ့ဟင်းတစ်ထွက်တာနဲ့တသက်တာအခမဲ့စားခွင့်ရမည်ဒါအပြင်တင့်နာမည်ကိုဟင်းတစ်ဇလန်းထဲမှာရေးထည့်ပေးမည် post တင်လိုက်စကမှတ်ချက်နဲ့ပဲရှိမယ်လို့ထင်ထားတာမထင်မှတ်ပဲနာယူဝက်ပင်မပြည့်သေးပဲဖုန်းကချက်ချင်းပောက်ကွဲသွားခဲ့ပါတယ်ဘိုးဟန်တူသားတွေနာမည်စစ်နဲ့ရှောက်ထားပါတယ်နန်ဆော့အရတာလုပ်ပေးလို့ရမလားအယောရှော့စီဖန်နဲ့ပြပြနန်ဆော့ထည့်လိုက်ရင်အရန်ကောင်းမှာဆိုင်ရှင်စစ်ချုံတူသားတွေတံပရာငရုတ်အရတာရှောက်ထားပါတယ်ရှော့စီဖန်နဲ့တံပရာငရုတ်ထည့်ရင်နှက်ခမ်းတွေကျိတ်ဆက်သွားမှာစီစဉ်ပေးလို့ရမလားဆိုင်ရှင်ဤအရှိမြောက်ပိုင်းသားတွေချင်းဖက်အရတာရှောက်ထားပါတယ်တို့တွေစောင်းရသည်ဆိုချင်းဖက်နဲ့မကင်းနိုင်ဘူးချင်းဖက်နဲ့ရှော့စီဖန်ပေါင်းရင်အရန်မိုက်မှာခဏချင်းမှာပဲအောက်မှာလူအမြောက်များလိုက်ပေးခဲ့ကြပါတယ်ဆိုင်ရှင်ဝင်နန်ဆော့အရတာကမှတ်ချက်အများဆုံးပဲတံပရာငရုတ်နဲ့ချင်းဖက်လဲပါတယ်နန်ဆော့နဲ့ရှော့စီဖန်ပေါင်းရင်လေးလံလုံးမလားမှတ်ချက်တွေကိုစက္ကန့်ဝက်မကကြည့်ပြီးနောက်ရုတ်တရက်ပြုံးလိုက်မိပါတယ်ចောင်းသားတွေကကျွန်တော်အတွေးခေါ်ကိုလုံးဝပွင့်လင်းသွားစေလို့ပါလေးလံတာပြဿနာမဟုတ်ဘူးအီတာကမှပြဿနာဆိုင်ရှင်အတွေးရသွားပြီပေါ့စမ်းကြည့်ကြရအောင်နန်းဖြူကိုအပူချိန်နဲ့ငွေအောင်လှော်ပြီးနူးညံ့တဲ့နန်ဆော့ဖြစ်အောင်ကြိတ်လိုက်ပါတယ်နောက်ပြီးခရူးစွပ်ပြုတ်ကြီးအစိပ်ပိုင်းအချို့ကိုတက်ကြိုလိုက်ပါတယ်မြစ်ချင်ကြီးစက်တုံဖြူကြီးစိတ်တစစိုက်ပျိုးရေးအရက်ပြန်အနေငယ်ထည့်ပြီးလျှို့ဝှက်ငရုတ်စီဇွန်းတစုံဆန်းလိုက်ပါတယ်ဆိုင်ရှင်မွေးတော့မွေးတယ်ဒါပေမဲ့ပါဇက်ထဲကတ်နေတယ်နှစ်လုံးလောက်စားတာနဲ့အီလာတယ်နန်ဆော့အချိုးစားများလုံးလို့ခရူးရတာကွဲသွားတာမအောင်မြင်မှုအကြိမ်ကြိမ်ခံရပြီးနောက်နန်ဆော့ကိုနှစ်ပိုင်းခွဲလိုက်ပါတယ်အစိပ်ပိုင်းအချို့ကိုဆော့ထဲဓာတ်ရိုက်ထည့်ပြီးအစိပ်ပိုင်းအချို့ကိုငရုတ်စီပူပူနဲ့မွေးအောင်လုပ်လိုက်ပါတယ်နောက်ပြီးမြေပဲဖက်အနေငယ်နဲ့မှုအမြင့်လေးတွေထည့်ပြီးအရသာပူမှုကောင်းမွန်အောင်လုပ်လိုက်ပါတယ်ဒါအဆင်ပြေတယ်စဝင်ဝင်ချင်းနန်ဆော့အမွေးရပြီးနောက်မှမြစ်ချင်ရဲ့အချင်းမွေးထွက်လာတယ်နောက်ပိုင်းကျရင်ခရူးစွပ်ပြုတ်ရဲ့အချိုရတာရတယ်စားပြီးရင်ပါဇက်ထဲတန့်ရှင်းနေတယ်မအီဘူးသူတို့ရဲ့ရုပ်ပြက်ကိုမြင်လိုက်တာနဲ့အဆင်ပြေသွားပြီဆိုတာသိလိုက်ပါတယ်အဲ့ဒါကြောင့်နောက်ရက်တွေမှာအကြိမ်ကြိမ်မအောင်မြင်မှုတွေကိုကြော်ဖြတ်ပြီးတံပရာငရုတ်ရှော့စီဖန်နဲ့ချင်းဖက်ရှော့စီဖန်တို့ကိုတုတေသနာပြုထုတ်လုပ်ခဲ့ပါတယ်နောက်ပြီးဒေတာခံចောင်းသားအချို့ကိုအခမဲ့လာရောက်မြည်ဆန်းခိုင်းခဲ့ပါတယ်ဒီနန်ဆော့ကအီဆိုးနေတဲ့အမျိုးအစားမဟုတ်ဘူးမြစ်ချင်အရသာပါတယ်ငရုတ်စီအမွေးပါတယ်အရန်ကွက်တီပဲဒီတံပရာငရုတ်အရသာလည်းပါတယ်ဓာတုအမွေးနဲ့မဟုတ်ဘူးစက်တာကောင်းတယ်လေချောင်းမနာဘူးမြစ်ချင်ထွက်လာတာနဲ့အရသာကတည်ငြိမ်သွားတာပဲဆိုင်ရှင်မင်းတကယ်တော်တယ်တို့အရှိမြောက်ပိုင်းချင်းဖက်ကမှအမိုက်စားကြိုက်ကြတဲ့သူအများကြီးရှိတာကိုမြင်တော့စူးစမ်းခဲ့ရသမျှတန်ပါတယ်ဆိုတာသိလိုက်ရပါတယ်နောက်ပိုင်းမှာတံပရာငရုတ်မြစ်ချင်စက်သားမြင်ရှော့စီဖန်ကိုထပ်မံသူတေသနာပြုခဲ့ပါတယ်စစ်ချင်းအဆက်မွေးကိုအဓိကထားပြီးတဲချုပ်ခယူစွပ်ပြုတ်ရှော့စီဖန်အဆက်နီးသူတွေနဲ့လူတစ်တွေကိုငှက်ကွက်ပေးခဲ့ပါတယ်စီပူဆန်းအဆက်ရောရှော့စီဖန်အဆက်ပြင်းပြင်းမွမွေအရသာပြင်းသူတွေနဲ့ကိုက်ညီပါတယ်တံပရာအချင်းဆက်ရောရှော့စီဖန်လန်းဆန်းပြီးမအီပဲနွေရာသီအတွက်တီးတန့်ဖြစ်ပါတယ်ဆိုင်ရှင်ရင်ကထုတ်ကုန်တစ်ခုနဲ့တည်းအရန်တော်နေပြီလို့ထင်တာအခုမှသိတယ်တကယ်တစိမ့်ဆိုတာထုတ်ကုန်တစ်ခုနှစ်ခုအောက်ယုံနဲ့မရဘူးမတူညီတဲ့စားသုံးသူတိုင်းမိမိစားခြင်းနဲ့ခောက်ဆွဲတပွဲကိုရှာတွေ့နိုင်အောင်လုပ်ပေးရတာနောက်ပြီးဒီရတာတွေကစီးမဲ့ကမ်းမဲ့ထည့်ထားတာမဟုတ်ဘူးအမျိုးအစားတိုင်းမှာဒေတာထူးခြားချက်တွေရှိတယ်ယောက်ျားနေဒီနီလန်းကအရန်တော်တာပဲတခြားသူတွေဆိုင်ဖွင့်ရင်ကိုရောင်းချင်တာပဲရောင်းကြတာနင်ကြစားသုံးသူတွေကိုမေးပြီးသူတို့စားချင်တာကိုရောင်းပေးတာလူငယ်တွေရဲ့ပါဇက်ကလူငယ်တွေရဲ့ဈေးကွက်ကိုအတိဆုံးပဲတို့တွေ mix ကိုသွားမယ်ဆိုရင်နောက်လန်းကဆိုင်လေးကိုပဲရွှေ့သွားလို့မရဘူးဒီလန်းရဲ့လူနေမှုအငွေ့သက်တွေတနိုင်ငံလုံးကအကြောင်းသားတွေရဲ့ဇာတိအရသာတွေကိုပါတည်ဆောင်ပြီးဝင်သွားရမှာဒုတိယနေ့မှာဟင်းတစ်မီနူးကိုပိုစတာတစ်ချက်အဖြစ်ပြင်ဆင်ပြီးအင်တာနက်ပေါ်တင်လိုက်ရမှတ်ချက် area ကချက်ချင်းပောက်ကွဲသွားခဲ့ပါတယ်ဆိုင်ရှင်ကတကယ်စကားနားထောင်တာပဲရောင်းသူကမှတ်ချက်တွေကိုတေချာကြည့်ပြီးအင်တစ်သူတေသနာပြုတာပထမဆုံးမြင်ဘူးတာပဲ Going Nan Sauce အမျိုးအစားကိုတေချာပေါက်သွားအားပေးမယ်စစ်ချုံတံပရာငရုတ်အမျိုးအစားကိုငါအတွက်တပွဲချန်ထားပေးပါဂိုင်းတော်သူသားတွေလည်းအဆက်နီးတဲ့ရှော့စီဖန်စားလို့ရပြီပေါ့ဒီလိုကောင်းမွန်တဲ့မှတ်ချက်တွေကိုမြင်ရတော့ကိုရွေးချယ်ခဲ့တဲ့ဒီလမ်းကြောင်းကတည်ငြိမ်သွားပြီဆိုတာသိလိုက်ပါတယ်တလားခွဲတွင်းမှာတင်တို့ရဲ့အမျိုးအစားကပင်မထုတ်ကုန်နှစ်ခုကနေပြည့်စုံတဲ့မီနူးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အရင်ကနုနယ်ခဲ့တဲ့ဝန်ထမ်းတွေလည်းကျွမ်းကျင်တွက်လက်လာခဲ့ကြပါတယ်ဆိုင်မဖွင့်မီအားလုံးကိုဆိုင်တယ်စုစည်းလိုက်ပါတယ်ဒီတလားအတွင်းအားလုံးရဲ့တိုးတက်မှုကိုဝရောငါပါမြင်ပါတယ်ဒီနေ့ကစပြီးဆိုင်ဟောင်းကိုမင်းတို့စီလုံးဝတာဝန်လွှဲပေးမယ်ငါနဲ့ဝကနောက်ထပ်2ရက်ဆိုင်မှာမရှိပါဘူးလေပတ်မှုပြင်ဆင်မှုအခန့်မှုတန်ရှင်းရေးအားလုံးကိုမင်းတို့ကိုယ်တိုင်ဆုံးဖြတ်ဆောင်ရွက်ကြပါရှေ့ဆုံးကရှောင်းမီနဲ့ရှောင်းကျိုးကိုကြည့်လိုက်ပါတယ်ငါရှောင်းမီကိုလေပတ်ရေးဆိုင်ခွဲမန်နေဂျာဖြစ်တရားဝင်ခန့်အပ်ပါတယ်ဆိုင်ထဲကလူစည်းကြောင်းဂျူတီစရာဝန်ဆောင်မှုနဲ့နေ့စဉ်စီမံခန့်ခွဲမှုကိုတာဝန်ယူပါရှောင်းကျိုးကိုနီးပညာဆိုင်ခွဲမန်နေဂျာဖြစ်ခန့်အပ်ပါတယ်အရသာပုံမှန်ထွက်ရှိရေးကိုအပြည့်အဝထိန်းချုပ်ပါစံချိန်အားလုံးကိုဒီတလအတွင်းတင်ပေးထားတဲ့အတိုင်းလုပ်ဆောင်ပါရဲရဲဝံ့ဝံ့လုပ်ကြပါဆိုင်ရှင်မစိတ်ချပါသမီးဆိုင်တွေကကိစ္စအားလုံးကိုတေချာကြည့်ရှုပေးပါမယ်ကျွန်တော်လည်းအရသာအဆင့်ကိုတေချာစောင့်ကြည့်ပါမယ်တပွဲချင်းစီကိုစံချိန်တိုင်းတေချာလုပ်ပေးပါမယ်ကျွန်တော်တို့ဝန်လင်းရှော့စီဖန်ရဲ့ဆိုင်ဘုတ်ကိုလုံးဝပျက်စီးမခံပါဘူးကောင်းပြီနောက်ပိုင်းအားလုံးပြင်ပန်းကြရတော့မယ်လစာကို2ဆတိုးပေးပါမယ်မှာချပြီးတာနဲ့ကျွန်တော်နဲ့ဝန်ကရက်ပိုင်းညဆိုင်ကိုပြန်မလာပဲသူတို့ကိုယ်တိုင်လွတ်လပ်စွာလဲပတ်ခွင့်ပေးခဲ့ပါတယ်ရက်ပိုင်းကြာမှဆိုင်ဟောင်းကိုပြန်လာခဲ့ရမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကကျွန်တော်တို့ကိုလုံးဝစိတ်ချသွားစေခဲ့ပါတယ်ရှောင်းမေကစက်ကူကောင်တာမှာတည်ငြိမ်စွာအော်ဒါလက်ခံနေပြီးရှောင်းကျိုးကမိဖို့ကြောင့်ထဲမှာထိုင်ကထွက်လာတဲ့ဝဲတိုင်းရဲ့အရသာကိုတိကျစွာထိန်းချုပ်နေခဲ့ပါတယ်ဖြတ်သွားဖြတ်လာဖောက်တယ်တွေလည်းမပြတ်ရှိနေခဲ့ပါတယ်အခွင့်အခါတင့်ပြီဆိုတာကျွန်တော်သိလိုက်ပါတယ်
ဒရိုက်တာချင်းမင်္ဂလာပါ Mixi တင်မဆိုင်ခွဲပူပေါင်းဆောင်ရွက်မှုအသေးစိတ်ကိုအချိန်မရွေးဆွေးနွေးလို့ရပါပြီလင်းဆိုင်ရှင်ခင်ဗျားတည်နေမယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်အချိန်မရွေးအားပါတယ်တို့တွေလူချင်းတွေ့ပြီးစာချုပ်ချုပ်ဆိုဖို့အသေးစိတ်တိုင်ပင်ကြတာပေါ့မကြမီမှာပဲစာချုပ်ကိုအဆင်ပြေစွာချုပ်ဆိုနိုင်ခဲ့ပြီး Max တင်မဆိုင်ခွဲရဲ့ပူပေါင်းဆောင်ရွက်မှုအသေးစိတ်အားလုံးကိုတရားဝင်အတည်ပြုခဲ့ပါတယ်တင်မဆိုင်ခွဲပြင်ဆင်ရေးကိုကျွန်တော်ရဲ့စံချိန်တိုင်းတိကျစွာအကောင့်ထဲပေါ်ခဲ့ပါတယ်အလွန်ကြီးမားတဲ့မှန်လင်းကမိဖို့ချောင်းစံချိန်မီကုန်ချမ်းမူလနေရာပြသရေး area ဓာတ်ရိုက်တန်ရှင်းရေးစစ်ဆေးချက်တင်ပြရာနေရာအားလုံးပြည့်စုံစွာပါဝင်ပါတယ်ဖွင့်လှစ်တည်နေပါတယ် Mix တင်မဆိုင်ခွဲကနာမည်ကျော်ကြားသွားခဲ့ပါတယ်ဆိုင်တကားဝါကတန်းစီနေတဲ့လူတန်းကြီးကဆိုင်ထဲကနေကုန်တိုက်အထက်ကလမ်းမကြီးအထိရှည်လျားနေခဲ့ပါတယ်အစားတောက်လောကများမီဒီယာများထောက်တီဟောင်းများစုဝေးရောက်ရှိလာကြပါတယ်ပထမဆုံးနေ့ရောင်းအားက8000ကျော်သွားခဲ့ပါတယ် Mix အစားတောက် area ဖွင့်လှစ်မှုစံချိန်တစ်စိုက်ထူနိုင်ခဲ့ပါတယ်တင်မဆိုင်ခွဲပောက်ကွဲသွားတဲ့အချိန်ကိုအတုံးချပြီးကျွန်တော်နဲ့ချင်းဖုံးအဖွဲတို့ဒီအခွင့်ခါကောင်းကိုအရယူကအထုပ်ပြုလုပ်ထားသောအတင်စားရှော့စီဖန်စီမံကိန်းကိုစတင်ခဲ့ပါတယ်ဆိုင်ရဲ့အထက်ကနီလန်းကိုလုံးဝအသုံးပြုထားပြီးလျှို့ဝှက်ပြည့်နဲ့တော့စွပ်ပြုတ်ရည်လက်ဖြင့်ရွေးချယ်ထားသောအင်းဒီဟင်းရွက်များဆိုင်ပြင်ပရိုးရာအရသာစစ်စစ်ကိုအများဆုံးပြန်လဲဖန်တီးပေးထားပါတယ်ဓာတုပစ္စည်းလုံးဝမပါဘဲတကယ်ပစ္စည်းစစ်စစ်ကိုတုံးထားပါတယ်အထုပ်ထုတ်ကုန်များဈေးကွက်ဝင်လာတာနဲ့အင်တာနက်တခုံလုံးချက်ချင်းပောက်ကွဲသွားခဲ့ပါတယ် e-commerce platform အမျိုးအစားပေါင်းစုံဓာတ်ရိုက်ထုတ်လွှင့်ရောင်းချမှုများတွင်ရောင်းအားထိပ်ဆုံးသို့ရောက်ရှိခဲ့ပါတယ်အင်တာနက်အသုံးပြုသူအများအများသဘောကျသွားခဲ့ကြပါတယ်ဂျန်ချင်းတို့မရောက်ဘူးသောစားသုံးသူများကိုလည်းဒီဝန်လင်းရှော့စီဖန်အရသာစစ်စစ်ကိုစိုက်နှစ်တက်သွားစေခဲ့ပါတယ်တနစ်တာကာလတိုအတွင်းမှာလင်းရှမ်းရှော့စီဖန်ဟာအရေးတွင်းမြင့်ပြောင်းလဲမှုကိုပြီးမြောက်ခဲ့ပါတယ်ဆိုင်ပြင်ပဆိုင်ခွဲများအနေနဲ့အရရက်မြို့ကြီးများတွင်ပြန့်နှံ့သွားခဲ့ပါတယ်အထုပ်ထုတ်ကုန်များလည်းနေရာအနှံ့ရောင်းချနိုင်ခဲ့ပြီးလူတိုင်းတည်တော်အထူးအစားအသောက်တစ်စိတ်တစ်ခုဖြစ်လာခဲ့ပါတယ်ယောက်ျားတို့တွေတကယ်ပဲတဆင့်ချင်းစီကြော်ဖြတ်နိုင်ခဲ့ကြပြီးနှစ်ဆက်စတူရမ်းမီတာဆိုင်လေးကနေခုလိုတနိုင်ငံလုံးဆိုင်ခွဲတစ်စိတ်အထိဖြစ်လာတာတကယ်မလွယ်ခဲ့ပါဘူးဒါကအဆုံးသတ်မဟုတ်ပါဘူးတို့ရဲ့စတင်ရနေရာလေးပါပဲယောက်ျားကျေးဇူးပါပဲငါနောက်ဆုံးတော့သဘောပေါက်သွားပြီတကယ်အားကိုးရဆိုတာတခြားသူပေးတဲ့ဆိုင်ကမ်းမဟုတ်ပဲမိမိလက်ထဲကလက်ရပဲဖြစ်တယ်ဆိုတာကိုတကယ်အောင်မြင်မှုဆိုတာတခြားသူကိုအမိပြုတာမဟုတ်ပဲမိမိရဲ့ဆွဲလုံးလားတီထွင်မှုနဲ့စေတနာအပေါ်အခြေခံတာပါ